ခွေးကောက်ပွဲ short film ကို PVTV ပါဝေတော်လန်အေး channel တွေကနေ2025 စနေနေ့တွင်ထုတ်လွှင့်ဆိုတဲ့သတင်းကိုပြောပြပါမယ်။ခွေးကောက်ပွဲ short film ကိုဒီဇင်ဘာ20ရက်စနေနေ့ညမြန်မာစံတော်ချိန်ည9:00 နာရီမှာပြသမှာဖြစ်တယ်လို့ Anti Sham Election တရားမဝင်အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးကအတည်ပြုထားပါတယ်။ခွေးကောက်ပွဲ short film ကို PVTV အပါအဝင်တော်လန်အေး channel တွေကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ခွေးကောက်ပွဲ short film ကသူတို့ပဲလုပ်သူတို့ပဲပေးသူတို့ပဲရွေးကြမယ်။ကြံရမရစက်ကမရဲ့အတူရောင်ရွေးကောက်ပွဲနဲ့လက်ရှိဖြစ်ရတွေကိုတယောဟာတာထင်တင်ဆက်ထားတာဖြစ်ပါတယ်။ မကွေးမြို့တောင်းနေအချင်းထောင်တွင်ထူတာဝန်ခန့်အရာရှိတန်းကြိုတင်ဦးဆောင်သောအဖွဲ့ကနိုင်ငံရေးအကျဉ်းသားများကိုအလုတ်ကျမ်းများခိုင်းဆဲပြီးအလုံးမလုံးနိုင်သူများကိုရိုင်းနှက်၍ခြေချင်းခက်တိုက်ပိတ်ဆိုတဲ့သတင်းကိုခေတ်သစ်သတင်းဌာနမှကောက်နှုတ်တင်ပြပါတယ်။ရန်ကုန်ဒီဇင်ဘာ19ရက်မကွေးတိုင်းမကွေးမြို့တောင်းနေအချင်းထောင်တွင်ထောင်ပိုင်လေးထူတာဝန်ခန့်အရာရှိတန်းကြော်တင်ဦးဆောင်သောအဖွဲ့လားနိုင်ငံရေးအကျဉ်းသားများကိုအလုတ်ကျမ်းများခိုင်းစေပြီးအလုံးမလုံးနိုင်သူများကိုရိုင်းနှက်၍ခြေချင်းခက်တိုက်ပိတ်မှုများလှုပ်ဆောင်နေသောတောင်းနေထောင်ဝန်ထမ်းနှင့်အကျဉ်းသားမိသားစုဝင်များကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ယခုနှစ်ဧပြီလပိုင်းကစတင်ပြီးမကွေးမြို့တောင်းနေအကျဉ်းထောင်ရှိအမျိုးသားအဆောင်တွင်ထောင်အရေးကင်းဖြစ်ပွားခဲ့သည့်အချိန်မှစ၍ထောင်ပိုင်လေးတူတာဝေခံအရာရှိတန်းကျော်တင်ကဦးဆောင်သည့်အရာရှိဝင်းထွန်းလင်းအခန်းလေးအဆောင်မှုအောင်နိုင်ဦးတို့ကနိုင်ငံရေးအကျဉ်းသားများကိုဖိနှိပ်ရိုက်နှက်ခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်ထို့ပြင်အော်တိုဘာလပိုင်းကလည်းအခန်းလေးအဆောင်မှုအောင်နိုင်ဦးကလည်းနိုင်ငံရေးအကျဉ်းသားများကိုဖိနှိပ်ရိုက်နှက်ခဲ့ကြောင်းလက်ရှိချိန်တွင်ဦးစီးအရာရှိဝင်းထွန်းကလည်းနိုင်ငံရေးအကျဉ်းသားတွေကိုရိုက်နှက်နေကြောင်းထို့သောအကျဉ်းထောင်အရာရှိများကရိုက်နှက်မှုများလှုပ်ဆောင်သည့်အပြင်တန်းစီများကိုလည်းနိုင်ငံရေးအကျဉ်းသားများအားရိုက်နှက်ခွင့်ပေးထားကြောင်းသိရှိရသည်ထို့သောရိုက်နှက်ခြင်းများအပြင်နိုင်ငံရေးအကျဉ်းသားများကိုအလုတ်ကျမ်းများခိုင်းစီခြင်းအလုတ်မလုံနိုင်ကြောင်းညှင်းဆန်ပါကရိုက်နှက်ပြီးတန်းချီချင်းများထက်ခတ်ထားက14ရက်တိတိတိုက်ပိတ်ထားကြောင်းနိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကထောင်ဝင်စာပေးပို့သည့်အစားအသောက်များကိုလည်းအကျဉ်းထောင်အရာရှိများနှင့်တန်းစီများကကြားဖြတ်ယူဆောင်ပြီးနိုင်ငံရေးအကျဉ်းသားများကိုညစ်ပတ်နေသောထောင်မှကျွေးသည့်ထမင်းနှင့်ဟင်းသာစားခိုင်းကြောင်းသိရှိရသည်အခုလက်ရှိအချိန်မှာတောင်းနေအချင်းထောင်ရဲ့အမျိုးသားအဆောင်မှာနိုင်ချင်းတွေကိုရည်ရွယ်ရှိရှိနဲ့အလုပ်တွေခိုင်းနေပါတယ်။ချိုးရီခေါ်ရေစိုးတွေကိုခတ်ပြီးအပြင်ထုတ်ခိုင်းတာမျိုးတွေမိတ်လာရည်တွေကိုခတ်ထုတ်ခိုင်းတာမျိုးတွေလုပ်ခိုင်းတယ်လို့ကြားတယ်။နိုင်ချင်းတွေကမလုပ်ချင်ဘူးလို့ညင်းဆန်လိုက်ရင်ကြိုက်တယ်။တန်ချီချင်းကိုငါးသက်ခတ်ထားပြီး14ရက်တီတီတိုက်ပိတ်ထားတယ်။ပေ30လောက်ရှိတဲ့အခန်းမှာလူ60ကျော်ထားတယ်။အဲ့လိုအခန်းတစ်ခန်းမှာအခြားအမှုနဲ့တန်းစီတယောက်ထားတယ်။အဲ့တန်းစီကိုဖိနှိပ်ရိုက်နှက်ခိုင်းပြီးအဲ့လိုဖိနှိပ်တဲ့တန်းစီတွေကိုနိုင်ချင်းတွေကဝိုင်းထိုးကြတော့ပြဿနာဖြစ်တဲ့အခန်းကိုပိတ်ထားတယ်။အခုလောလောဆယ်ရိုက်နှက်ပြီးတိုက်ပိတ်ခံရတာခံမှန်းကျ90ဝန်းကျင်လောက်ရှိတယ်။တိုက်ပိတ်ခံရတဲ့သူတွေလည်းအများကြီးပဲပါ။ဟုအကျဉ်းထောင်နဲ့နီးစပ်သူကဦးကပြောဆိုသည်။အဆိုပါမကွေးမြို့တောင်းနေအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ2000ခန့်ရှိပြီးထောင်အရာရှိများရဲ့ဖိနှိပ်မှုများပုံမဆိုးဝါးလာကြောင်းသိရှိရသည်။ သင်္ကန်းကိုချွေပြီးပစ်သက်ပြမယ်ဆိုတဲ့ဗီဒီယိုတိုလေးပြပေးပါမယ်စကားကိုငါအဆုံးပြောလိုက်မယ်အဲ့ဒီသင်္ကန်းဖရားကြီးသင်္ကန်းကြီးကိုခြုံထားပြီးတော့မှသင်္ကန်းကြီးမှာအာမနာနော်ဟိုပြောလိုက်ဒီကိုပြောလိုက်ဟိုဘက်ကိုစကားပြောလိုက်ဒီဘက်ကိုစကားကိုပြန်ယူလိုက်အပို့အယူတွေလုံနေတဲ့ဖုန်းကြီးနေရှိသေးတယ်ဖုန်းကြီးနေရှိသေးတယ်အဲ့ဖုန်းကြီးကစားအဲ့သင်္ကန်းကိုချုပ်ပြီးပြတ်တယ်ပြန်မှာငါတို့တွေယူနီဖောင်းလေးဝတ်ပြီးအိမ်ကိုပြန်ချင်းပြီးယူနီဖောင်းလေးကြောက်ဝဲအိမ်ကိုပြန်ချင်းပြီးမိသားစုတွေနဲ့တွေ့ချင်းပြီးမြင်ငိမ့်ချမ်းနေပြီဘောပေါက်လားငါတို့ဆိုလို့ရှိရင်ငါတို့အခုလောတဲ့တခြားပဲမင်းအထိုင်တက်ပဲပြောနိုင်တာပေါ့တဲ့နော်ထိုင်တက်ပဲပြောနိုင်တာပေါ့တဲ့အဲ့တဖွဲကိုတတ်ပြောဦးမယ်ငါတို့ထိုင်တက်မဟုတ်ဘူးငါတို့ရှေ့တန်းမှာအခုဘယ်ထိုင်တက်မှမနေရဘူးလေယုံတက်မှကြာနေတဲ့ကောင်တွေမဟုတ်ဘူးနော်ငါ့ကိုလာပြီးမချင်းချောင်းနဲ့အခုလို့ခေဆိုးစနစ်ဆိုးတဲ့မှာငါတို့ကစားရှိလို့တင်မာမန်းကိုတီးတယ်တီးရတာနဲ့တန်နေစတိပြခိုင်းခါလားဘယ်ကမှမကြောက်ဘူးဘယ်ကမှစောက်ကူမဆိုင်ဘူးရှင်းလားလူပါလာမှတဲ့တရောင်းစားဆိုတရောင်းစား ရေခါပြက်နေလို့တရောင်းစားလို့တောင်းနေတဲ့ပေါက်ကတုံးဗီဒီယိုကိုပြပေးပါမယ်မော်ရနမခတိုင်မူကြီးပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီပေါ့မြွတ်နဲ့တောင်ပိုင်းဝင်ကျုံးနဲ့တစ်ချိုကုန်းရွာဖြင့်အကုန်လုံးဒါ PDF အကျန်းဖက်တီရဲ့ဒါတောင်ကျန်ဆိုတွင်းရုပ်မှမှုကြောင့်အိမ်နေရောပါတွေအကုန်လုံးမိရှုခိုင်းတယ်ဆိုတော့လည်းတကားကြီးတို့တီးပါတယ်ဒါဦးဇင်းတို့ပေါ့မျိုးဆိုတာကစောင်းတွင်းရစောင်းဒီစောင်းရတွေမှာဆိုရမ်းအေးတာဗျအရမ်းအေးတာနော်ဒါမိုးကလေးနဲ့အခုဆိုနေရတဲ့အနေထားဖြစ်သွားတယ်တချို့ကုန်းလို့ဆိုရင်လည်းဒါဒီနေ့ဆိုလဲဒါဒုံးနေလာချတယ်ဗျနော်ဒုံးနေလာချတယ်အဲ့တော့ဘာခက်ခဲတွေ့တယ်လဲဆိုတော့ဟုတ်ပြီစားစရာရိတ်ခါလိုအပ်တယ်ဒီပတ္တစာပြည်သူစစ်တွေအတွက်အထယ်လိုအပ်တယ်အဝနွေးတွေလိုအပ်တယ်စောင်းတွေလိုအပ်တယ်အဲ့တော့တခါကြီးအနေနဲ့လဲဒါတွေကတော့လှုပ်ဆောင်ပေးနိုင်မယ်လို့ပဲဦးစင်းကတော့နော်လှုပ်ဆောင်ပေးနိုင်လောက်လို့ထင်ပါတယ်ဗျာနော်
ဒါခဏခဏကလေးပူဇာတယ်လို့ဖြစ်နေရပြကျတော့ပူဇာပါများတော့ရိုက်ခံတော့မကိန်းအောင်စိုက်နေတယ်ပေါ့နော်ရိုက်ခံမဲ့ကိန်းအောင်စိုက်နေအမြင်ကတ်လာတဲ့ကိန်းစိုက်လာပေါ့နော်ဦးဇင်းတို့ကလည်းမဖြစ်နိုင်တဲ့အရာတွေကိုတောင်းဆိုနေရမို့ဖြစ်နိုင်တဲ့အရာလေးတွေကိုတောင်းဆိုနေတာပါဗျာနော်ဦးဇင်းပြောပြီးပဲကပ္ပဇာ24ထဲမှာရိုက်ခါတွေအများကြီးလို့ဟိုတလုံးကဖြစ်တော့တော့မှစေเจ้าကအဲ့ကိုတနာရီတွင်ရောက်အောင်သွားနိုင်နေတာပဲဒီရိတ်ခါတန်းကိုဘာဖြစ်လို့မပို့နိုင်ရမှာလဲ